သာဓုငါသားတွေကအမတ်တရားနဲ့နှစ်တိုင်းကျောင်းသားတွေရဲ့ကိုစားလာပြီးတော့ကြော့တဲ့အတွက်ကြောင့်ဒီချိန်ကြီးကလည်းကျေးဇူးတင်ပါတယ်နောက်ပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့လည်းပြည့်စုံပြီးတော့လောကီလောကုတ်အကျိုးတွေကိုလည်းထမ်းဆောင်ပြီးတော့တိုးပွားပြန်ပွားများနိုင်ပါစေနောက်96ပါသောလောကရင်းတဲ့အနည်းရည်နဲ့ပြတပါသောဘေးတွေကလည်းကင်းဝေးပြီးတော့ကတ်ကြီး3ပါးကိုလည်းကျော်နိုင်သွားနိုင်ပါစေ။ဉာဏ်မျိုး5ပါးကိုလည်းရှောင်ကွင်းနိုင်ပါစေ။စတဲ့တဘိုးတိုးပြီးတော့မိသားစုတွေလည်းစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့စီးပွားတွေလည်းတိုးတက်ပွားများနိုင်ပြီးတော့လောကရဲ့အကျိုးကိုဆောင်ရွက်နိုင်ပါစေ။1986လို့ထင်တယ်။89လို့86လို့ထင်တယ်။ဘာလို့88အရေးကြီးတာတရှိရှိတယ်။ဒီရှိတယ်။အဲ့နောက်ကိုတော့မွေးရောက်တာ။ရောက်တဲ့ခုနှစ်ကနေပြီးတော့ဆုံးတဲ့အထိကိုစတ္တမရန်တတ္တမရန်အထမရန်သင်္ချာနဲ့အင်္ဂလိပ်စာနဲ့မြန်မာစာ3ဘာသာပဲသင်ရတယ်သင်္ချာဖြစ်လိုက်အင်္ဂလိပ်စာဖြစ်လိုက်မြန်မာစာဖြစ်လိုက်ပေါ့အဲ့လို3ဘာသာပဲ3ဘာသာနဲ့ပဲလှည့်ပြီးတော့38နှစ်နဲ့3လဘယ်ကြောင်းမှလည်းမပြောင်းအပျော်ဆုံးအချိန်ကတော့အချိန်တိုင်းလိုပဲပျော်ပါတယ်ဘာလို့လဲဆိုတော့ကျောင်းသားတွေနဲ့နေရတာကိုပျော်တာအခုချိန်ထိတော့ပါဒီ private ကျောင်းမှာလုပ်နေတော့ကလေးတွေနဲ့ကလေးပျော်ကြီးလုပ်နေတော့မှရှိသေးတယ်အချိန်တိုင်းကတော့ပျော်နေရပဲဘယ်အချိန်ဒီမှာအပျော်ဆုံးတော့ဆိုမလုပ်ချင်မဲနဲ့လုပ်ခဲ့ရပြီးတော့အဲ့ဒါကြီးကိုစောစောမြဲမြဲကြီးလုပ်နေရတဲ့အနောင်စာအချိန်ပေါ့အနောင်စာအချိန်ကြီးကိုမလုပ်ချင်မဲနဲ့လုပ်ရတယ်တင်ပေးတယ်အဲ့ချိန်ကမှကြောက်လန့်နဲ့ပြောတယ်ပြောပြီးတော့နောက်တော့ဒါကြီးကိုလုပ်ရတာယူပဲပျော်နေတယ်ចောင်းသားတွေကိုအကတင်ပေးရတာကိုလည်းပျော်နေရပဲအထူးသဖြင့်တော့စိုးတဲ့အကောင်တွေကိုလိုက်ပြီးတော့ဖမ်းရတာစိုးတဲ့အကောင်တွေကိုပြင်ရတာလည်းပျော်တယ်ကျောင်းသားတွေအများကြီးရှိရဲ့တမမှာဒီလိုတစုတယုံလေးနဲ့လာပြီးတော့ကြော့တဲ့အတွက်ကြောင့်အုပ်စုလိုက်လေးဖြစ်နေတဲ့အဲ့ဒါလေးကိုလည်းတစုလည်းဖြစ်စေချင်တာဒါပေမဲ့ဒီလိုလေးကြော့တဲ့အခါကျတော့လည်းကျောင်းသားတွေကိုတွေ့ရတယ်တွေ့ရပြီးတော့လေတော်တော်လေးပျော်ပြီးရဲ့ငါတို့သူတို့ကစိတ်ထဲမှာအမြဲတမ်းရှိပါလားဗောနော်အမြဲတမ်းအမှတ်ရနေရပဲဗောအဲ့လိုမျိုးဆိုပြီးတော့တော်တော်ဝမ်းသာတာ